Hello မင်္ဂလာပါရှင်မိန်းကလေးတွေမှာလေပန်းရောင်မကြိုက်တတ်တဲ့သူတွေရှိလားခွဲအခုတော့မဟုတ်ပေါ့နော်ငငယ်ရဆိုလို့ရှင်မိန်းကလေးဆိုရင်ပန်းရောင်မှာပန်းရောင်အခုလည်းပဲဒီကိတ်ကိုမှားတဲ့သမီးလေးကပန်းရောင်မှာပန်းရောင်ဆိုတော့တစုကပန်းရောင်အနုလေးနဲ့အရှင်လေးနဲ့ကိုတွဲပြီးတော့လှုပ်ထားပြီးတယ်ပေါ့နော်ဒီကိတ်လေးရဆိုလို့ရှိရင်ထိုင်းရနေပြီးတော့ဒေါ်ငယ်ဖြစ်သူကသမီးလေးရဲ့မွေးနေ့အတွက်ဆိုပြီးတော့မှားထားပြီးတယ်ပေါ့နော်သမီးလေးရဆိုလို့ရှိရင်နှစ်တိုင်းအခုဆိုရင်3နှစ်ဆက်တိုင်းရှိပြီပေါ့နော်ကိတ်မုတ်တွေကိုတောက်လျှောက်ကိုမှားပြီးတော့သမီးလေးကိုမွေးနေ့ပွဲလုပ်ပြီးတာပေါ့နော်အခုဆိုရင်လည်းပဲသမီးလေးစိတ်ကြိုက်ဒီဇိုင်းလေးကိုပဲရွေးချယ်ပြီးတော့လုပ်ထားပေးတယ်ပေါ့နော်သမီးလေးကြိုက်တဲ့ပန်းရောင်မှာအနုအရင်ကို special သုံးပြီးလုပ်ထားပေးတယ်ပေါ့နော်တကယ်သမီးမင်းကလေးတော်များများကပန်းရောင်ကိုအရန်ကြိုက်ကြတယ်ပေါ့နော်ဒါကြောင့်မို့လို့မင်းကလေးကိတ်တွေဆိုလို့ရှိရင်ပန်းရောင်ကိုပဲအဓိကသုံးပြီးလုပ်ထားပေးတယ်ပေါ့နော်အခုဆိုလို့ရှိရင်တစုကနှင်းစီပန်းဒီဇိုင်းလေးကိုရွေးပြီးတော့လုပ်ထားပေးတယ်ပေါ့နော်ဒီကိတ်လေးရဆိုလို့ရှိရင်ပန်းဒီဇိုင်းလေးတည်းဖြစ်တယ်ပြီးတော့ဒီနတ်သမီးအယုတ်လေးနဲ့ဆိုတော့အရန်ကိုမှချစ်စရာကောင်းတယ်ပေါ့နော်ဒီကိတ်လေးရဆိုလို့ရှိရင်မနက်စောစောတဲ့သူတို့အိယာအကာလောက်မထသေးဘူးလာမှသွားတယ်ပေါ့နော်သမီးလေးကိုညနေကျရင်ကိတ်မွတ်ခွဲခြင်းနဲ့တငယ်ချင်းတွေနဲ့ပေါ့နော်စစုံလေးရှိတုံလေးကိတ်မွတ်ခွဲခြင်းနဲ့ဆိုပြီးလာမှထားတဲ့ကိတ်လေးပေါ့နော်သမီးလေးနာမည်ကတော့တူတူဆန်တဲ့တူဆန်9နှစ်ပြည့်ပေါ့နော်နာမည်လေးရတယ်ဒီဆက်ဆန်လေးပေါ့နော်ချစ်စရာလေးအခုဆိုလို့ရှိရင်တဆူရဲ့ကိလေးရဆိုလို့ရှိရင်အလုံးပြီးကနေနေဘူးပေါ့နော် decoration ပိုင်းလေးနည်းနည်းတက်ထည့်လိုက်ရပါပြီဒါဆိုရင်တော့သမီးလေးကိုမွေးနေ့ပေါ့နော်တငယ်ချင်းတွေနဲ့တူခွဲနေတာပေါ့နော်တချင်းလေးဆိုပြီးတော့ခွဲနေတာแต่သူတို့ကဒီကုတ်မှာကိတ်မလာမှာလေဆိုရှင်အစအဆုံးတောင်းဝင်ယူပြီးလုပ်ပေးတာပါရှင်အခုဆိုရင်တဲ့စုကဒီမှာကြားဖြတ်ပြီးပြလာပေးတယ်ပေါ့နော်ဒီကိတ်လေးကို decoration မှာအားလုံးပြပါပြီရှင်အခုလိုမျိုးကိတ်တွေမှာရမယ်ဆိုလို့ရှိရင်တဲ့စုရဲ့စီမှာလာမှာလို့ရပါတယ်ရှင်နောက်တစ်ခုကတဲ့စုကမော်ရမြိုင်ကပေါ့နော်တဲ့စုကမော်ရမြိုင်တီးတန်းကိုပဲပို့ပေးတာမို့လို့မော်ရမြိုင်မြို့တွင်က customer တွေကိုပဲပို့ပြီးလို့အဆင်ပြေပါတယ်ရှင်မှာယူအားပေးတဲ့သူတွေရောဗီဒီယိုကြည့်ပေးတဲ့သူတွေကျေးဇူးတင်ပါတယ်ရှင်